လူဒီလားတွေပြောနေတာလားဆိုအခုဘယ်တော့မင်းတို့စိတ်ဆိုးတဲ့လေတံနဲ့ပြောဘူးလို့တော့အခုလည်းကပြောနေစွန်းနာပြောခဲ့တယ်ဆိုတာကလည်းစိတ်ဆိုးလို့မဟုတ်ဘူးလေပတ်စင်ဂျာပါလာလို့မုံဆိုင်ရမောင်းနေတဲ့ခါကျတော့ကွာဖုန်းနံမကြားရတာပြီးတော့ဟိုဖုန်းချလိုက်တယ်ဆိုတာလည်းပတ်စင်ဂျာလည်းတအားပြောနေတော့လေအဲကြောင့်ကွာဖုန်းကိုချပြီးတော့ကွာသွားတာဒီမှာမမရောကဲချစ်တယ်မင်းမောင်တအားချစ်တယ်နော်ဟဲ့လူရခင်ဗျမိမချစ်ခင်ဗျအိမ်မလေးပါလားဘာလို့ကြိုက်ဆွဲထားလဲဟုတ်ပါဘူးဗျာကျွန်တော်မိမနဲ့ဖုန်းပြောနေရတာမဟုတ်လို့ပါဗျာသူကရေးကြီးကထိတ်ထားတာဗျာဟုတ်ကဲ့ပါသူဝေးကြီးကလွတ်လို့မရဘူးဟိုကျွန်တော်ပုတ်ပေးပါခဏလေးပါပို့လိုက်ဗျာဟုတ်ကလေးကတော့ဘခဲအဲ့လိုဟိုကျွန်တော်ကယ်ရီကပေးခဲ့ဦးလေကိစ္စတော့ဒါမှရအောင်ပြီလားမိမကြီးဒီလွတ်တယ်ဒီမှာကယ်ရီမစည်းတော့ပဲငါလည်းပတ်သက်တပြားမှမရတော့ဘူးမိမရဲ့အမဟုတ်ဘူးလေနင်းခေါ်လို့ငါပြောနေတာလေ